ဒီလူကသူ့လက်ထဲကငါ့ကိုအယမ်းမြန်ဆန်ပဲကင်တွယ်နေပါတယ်သူနောက်ဆုံးမှာငါ့ကိုမလိုက်တဲ့အခါလူတိုင်းအံ့သားသွားကြပါတယ်သူလိဖြတ်ထားပေမဲ့လည်းငါကတကောင်လုံးအကောင်းတိုင်းရှိနေတယ်လို့ပါပဲအဲ့ဒီနောက်သူကမိတောက်ကိုထုတ်ပြီးငါရဲ့မျက်နှာပြင်ကိုအပူပြင်းနဲ့အမြန်ဖုတ်လိုက်ပါတယ်ဒါကိုမြင်တော့သူ့ရဲ့ပြိုင်ဘက်ကသူ့လက်ထောက်ကိုငါ့ကိုကင်တွယ်ခိုင်းမယ်လို့ထင်ခဲ့ပါတယ်လူနှစ်ယောက်အတူလောက်တာကဒီလူရဲ့အမျက်နှုံးကိုကြော်ဖြတ်နိုင်မယ်လို့သူယုံကြည်ခဲ့ပါတယ်ဒီလူကသူတို့ရဲ့လက်ကွက်လေးကိုနားလေပေမဲ့လည်းမထိတ်လန့်သွားပါဘူးသူကတီတီငိမ့်နဲ့ပဲဟင်းကိုဆက်ချက်နေပါတယ်သူကပန်းတီးသားကိုမိရှို့ပြီးတက်လာတဲ့အခိုးငွေးနဲ့ငါးကြော်ကိုမွေးပြင်းတဲ့အနက်ရအောင်လုပ်လိုက်ပါတယ်တစ်ဖက်မှာတော့ပြိုင်ဘက်ရဲ့လက်ထောက်ကငါးလီတာပြီးသွားပါပြီသူတို့ကအသင့်ပြင်ထားတဲ့ပြင်းနေတဲ့ဟင်းရည်တွေကိုထည့်လိုက်ပါတယ်အဲ့ဒီနောက်ချက်ထားတဲ့ငါးကိုအသားနဲ့ဟင်းခက်အမွေးအကြိုင်နဲ့ထွက်လာအောင်ပူနေတဲ့အိုးတွေကိုထည့်လိုက်ပါတယ်မကြခင်မှာပဲဟင်းပွဲနှစ်ခုလုံးနောက်ဆုံးအဆင့်ကိုရောက်လာပါဒီလူကသူအချိန်ကြာကြီးချက်ထားတဲ့အယိုးဟင်းရည်ကိုပါစတာဘန်းကန်ထဲလောင်းထည့်လိုက်ပါတယ်သူကငါ့ကိုအပေါ်ကနေတေးချာတင်လိုက်ပါတယ်သူ့ရဲ့ငါးပါစတာကအခုဆိုအစင်တင်ဖြစ်နေပါပြီတစ်ဖက်မှာတော့ပြိုင်ဘက်ကသူ့ရဲ့ခောက်ဆွဲပေါ်ကိုစားနုလေးတွေဖြူလိုက်ပါတယ်အဲ့ဒီနောက်အပေါ်ကနေစီပူတွေလောင်းချလိုက်ပါတယ်စီချုံရုပ်ကောင်းရဲ့ပြင်းထန်တဲ့အနက်နဲ့ဆက်ရှားရတာကလေရဲမှာချက်ချင်းပြန့်နှံ့သွားပါတယ်တိုင်လူကြီးတွေကဟင်းပွဲနှစ်ခုလုံးကိုမြည်စမ်းကြည့်တဲ့အခါဒီလူရဲ့ငါးကိုကြည့်ကျူးခဲ့ကြပါတယ်ငါကအရန်နူးညံ့ပြီးငါးညီနဲ့လုံးဝမရှိပါဘူးဟင်းရည်ကလည်းပြစ်ပြီးအရသာနဲ့ပြည်စုံနေပါတယ်ဒါပေမဲ့ပြိုင်ဘက်ရဲ့ဟင်းကိုမြည်စမ်းဖို့အလဲရောက်တဲ့အခါတိုင်တွေကတွန်းဆုတ်နေခဲ့ပါတယ်ပြိုင်ဘက်ကိုယ်တိုင်တောင်ဘာမှသွားလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ဒါကသူကိုယ်တိုင်ဒီလူရဲ့ဟင်းကိုမြည်စမ်းကြည့်လိုက်တဲ့အချိန်ထိပါပဲအဲ့ဒီနောက်သူဘာမှခဲ့လဲဆိုတာနောက်ဆုံးမှနားလည်သွားပါတယ်သူ့ရဲ့အရသာခံနိုင်စွမ်းကအားနည်းလာခဲ့တာပါသူကအကျင့်ရပဲဟင်းခက်အမွေးကြိုင်တွေကိုထည့်နေခဲ့တာပါဒါပေမဲ့ဒီပြိုင်ပွဲမှာသူသုံးနေကြဟင်းခက်အမွေးကြိုင်တွေကမရှိပါဘူးအဲ့ဒီအတွက်ကြောင့်သူဟင်းကအရန်ဆက်သွားခဲ့တာပါဒါကြောင့်ပဲသူပြိုင်ပွဲမှာရှုံးနိမ့်သွားခဲ့ရပါတယ်ဒီလူထွက်သွားတဲ့အခါပြိုင်ဘက်ရဲ့လက်ထောက်ကသူ့နောက်ကိုပြေးလိုက်သွားပါတယ်သူကဟင်းခက်အမွေးကြိုင်အမားလေးတစ်ခုကြောင့်ပဲဒီလူနိုင်သွားတာလို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့ဒီလူကပြန်ပြောဖို့မလိုဘူးလို့ခံစားခဲ့ရပါတယ်လက်ထောက်ကအရေးကြီးတဲ့အချက်တစ်ချက်ကိုမေ့သွားခဲ့ပါတယ်တစ်ဖက်ကအဖွဲ့လိုက်ရှိနေချိန်မှာဒီလူကတယောက်တည်းရှင်ပြိုင်နေခဲ့တာပါဒါပေမဲ့ပြိုင်ဘက်သာသူ့ရဲ့ဆုံးဖြတ်နိုင်ဆုံးကိုမဆုံးရှုံးခဲ့ရင်ဘယ်သူကတကယ်နိုင်မလဲ